အားလုံးပဲမင်္ဂလာပါဒီနေ့ဖတ်ပြမယ့်စာအုပ်ကလေးရဲ့အမည်ကတော့စာရေးဆရာနေဝင်းမြင့်ရေးသားထားတဲ့တီဘောခင်ချိုင်းဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်တကယ်သူ့နာမည်ရင်းကခင်ချိုင်းတင်ရဲ့လူကထောင်ထောင်မောင်းမောင်းနှခမ်းမွေးတဲ့တဲ့နဲ့ခန့်ရနေတတ်တယ်သူကသူ့ကိုယ်သူဘဝစုံတယ်လို့လူထူရင်ပြောနေတတ်တဲ့လူတကယ်လည်းစုံပါတယ်စေငါလှုပ်ဖူးတယ်ကောက်ရိပ်ဖူးတယ်လက်သမားလေးပါလေလှုပ်ဖူးတယ်ရွာစဉ်ကိုပေါ့ဖဲရိုက်ဖူးတယ်ဒုပတ်မင်းသားဘုံရှင်မင်းသားလိုရင်လိုတဲ့ဆိုရင်လဲသူပဲဖိုးစိန်ကြီးတချင်းများဟဲအောင်မလားအဆိုကောင်းအဲ့ဒီခံကလေးနဲ့တောဆက်ကလေးတစ်စက်မှာဇီတိကောက်ခေါ်မလားဝင်လို့တယ်အများအားဖြင့်ကတော့တီဘောပါတော်မူကရင်သူကတီဘောလောက်ရတယ်ရွာနီးချုပ်ဆက်ကကြွယ်တီကပြည့်ဇီတော်လက်ပံရွယ်ကြောက်စုကျောင်းစုဥယျာဉ်ကျညောင်ကျိုးမဲတောင်တမင်ချမ်းမင်းစံစတဲ့ရွာတွေမှာသူတို့ဇက်ကနာမည်ရတယ်တောဖျားပွဲတွေဆိုရင်သူတို့ဇက်ပဲငားတယ်ငားတိုင်းလည်းပါတော်မူပါအောင်ကတယ်ကတိုင်းလည်းသူကတီဘောပဲအဲ့ဒီဝဲကသူ့နာမည်ကတီဘောခင်ချိုင်ဖြစ်ရောတီဘောခင်ချိုင်လို့နာမည်တွင်တာလည်းမပြောနဲ့ဘယင်စာတွေလည်းသူကပိုင်နေကြက်လေကြက်တယ်လေးတန်းစာတော့တက်ပြီးမဲ့ကျပင်းဆရာဖီတို့ဆရာခိုတို့မင်းသားကြီးကျော်အုံးလှိုင်တို့ဆရာယုံတို့ဝဆနာဆရာလင်းတို့စာတွေကိုရှာလဲရှာကြက်လဲကြက်တဲ့လူမျိုးတခြားစက်ယုံတွေကကိုစာကိုပိုင်ခြင်းကိုစာကိုပိုင်ခြင်းပိုင်ကြက်ချင်းကြက်သူကတော့တေးကြတယ်ကြက်တယ်ကျုပ်ကအမှုပညာသမားစစ်စစ်ပြလို့လူထွင်ပြောရတာလဲခဏခဏသိတဲ့အတိုင်းပဲဇက်ဆိုပေမဲ့တောဇက်ဆိုတော့တောသူတောင်သားတွေပဲကြည်တာမဟုတ်လားတောသူတောင်သားဆိုတာကဘယ်သူမှမြို့မှာလို့ပွဲကြီးရင်လဲရထွက်တာတို့အကျော်ထွက်စားတာတို့အပေါ်ဘားကိုအကြာကြီးတွားနေတာတို့မရှိဘူးဗလာဆက်ဆိုရင်မဲ့အစားအဆုံးထန်ကြည့်တာတကွက်တလီမှအပြတ်မခံဘူးတချင်းတစ်ပုံမှအလွတ်မခံဘူးစားတစ်လုံးစကားတစ်လုံးမှအကျော်မခံဘူးတခါတလေလာတဲ့ဇက်ဝအောင်ထန်ကြည့်ကြတာပဲဝေဖန်စရာရှိရင်လည်းအားမနာဘူးပြောစရာရှိရင်လည်းပြက်ပဲပြီးတော့မြို့နယ်တော့ကွာတာပေါ့မြို့ကဝန်လဲမြန်ထွက်ဘရင်လဲမြန်လှုပ်မြို့တဲ့နန်းနယ်တွေဘာတွေလဲတိတ်အာလူမပေးနဲ့မကြည့်ချင်ဘူးနှစ်ပါးသွားတော့မြန်ထွက်တောနေတော့ကွာတယ်တောလူတောင်သားကတချင်းလဲမှတ်တယ်စာလဲမှတ်တယ်ခင်ဗျိုင်ကတောဆက်ဘရင်ဆိုပေမဲ့မြို့ဆက်ဘရင်လို့မခိုးဘူးဖြစ်တယ်လို့စခန်းမသွားဘူးကြာတော့သူကလည်းသူ့ကိုခင်ချိုင်ခေါ်ရင်တော့မကြိုက်တော့ဘူးဒီဘောခင်ချိုင်လို့ခေါ်မှကြိုက်တော့တယ်တွန်လဲတွန်သားတာပါပဲဒီနားကရွာတွေမှာဒီဘောခင်ချိုင်ပဲညီလာခံတို့ဘာတို့ဆိုရင်လဲခက်ညံ့မကြီးဆရာနဲ့ဆွဲထားတဲ့နန်းကားရှိကဇက်တတာပေါ်ထိုင်တက်ပြီး6ကညာဂျမနာတို့ခါတော့ဆက်ဒီပနက်ကျင်းစာတိန်ဒရာဤတင်ကားနဖူးမကိုဥဝဲဖြူဖြူတီတီစုတီလီတို့စဒီပရညံတိတ်သေးရင်ဒီရာဇွန်ပေါ်နနာရပတိတွရှိအုတ်ထုငါမင်းမြက်ဒီရှစ်ရရာဇကုံပြီးလွမ်းခြုံ၍ရွှေဘုံရွှေနှံရွှေချငန်းကိုတိမ်မြန်းတော်မူသည့်နေ့မှစ၍ထုံးပကျင်းညာနိုင်ငံဝလာရွှေမို့တုံးချိန်ဖြိုးလျက်မညို့သားရဝါပြောစွာဖြင့်တတဝါဘိုးလူပေါ်ပါစေတခိုးမထဒန္တမရင်းစစ်မငင်း၍ခတ်သိန်းရန်သူဝေးပါစေစတုခုမမြို့မမျက်နာလေဒီပါ၌လူကတပင်ကောင်းချီရင်၍မွန်းဖြစ်မပြတ်တရားမနေအစာရေးကိုကျွငွေပေးကလှူပါစေဆိုတာကိုအထင်ကမရှိရွတ်နိုင်တော့ရွတ်တော်လက်တရားတလုံးချင်းထန်နဲ့ရွတ်တာဒါပေမဲ့သူကသာတခဏနာရွတ်တာဇက်ကတခဏနာမရှိနိုင်ဘူးလေဖြစ်တယ်လို့လုပ်ရတာတွေရှိတယ်ဖြစ်တယ်လို့ပြောရတာတွေလည်းရှိတယ်ဖြစ်တယ်လို့ဝရစားရတာတွေရှိတယ်ဇက်ရုပ်တွေကိုစာရီချရေးထားပေမဲ့ရဲသုံးစကားတွေနဲ့အုတ်ထည့်လိုက်ရတာတွေရှိတယ်ခင်ချိုင်ကတော့ရှင်းတယ်ဇက်ရုံပေါ်ရောက်ပြီးမှစင်းကားပြန်မလုပ်ချင်ဘူးဇသမားနောက်လိုက်မလုပ်ချင်ဘူးညံ့လို့ဇက်ကထွက်ရတယ်ဆိုတာဖြစ်မခံနိုင်ဘူးဒီတော့ကြိုးစားတယ်
ဇက်တတာပေါ်ရောက်ရင်သူကပြင်စိတ်ဝန်တော့တာသူကိုယ်သူလည်းတီဘောမင်းလို့ထင်တော့တာသူနဲ့တွဲကရတဲ့ကလေး၄ယောက်အမေမြတ်တန်းကြီးကိုလည်းစုဖျက်လက်အောင်မိနေတာနေရတနခါတိုးပြီးစွတ်ကျန်တဲ့ဝင်အင်းကြီးနဲ့လူပြက်တွေကိုလည်းကင်းဝင်လောက်တိုင်ထားလောက်ထင်တော့တာဒါကြောင့်မို့သူတို့ဇက်လာရင်တီဘောပါတော်မူပဲပါတော်မူမှာသူပိုင်နဲ့အကွက်တစ်ကွက်ရှိတယ်ဘီယိုလှဲတွေနဲ့ဘာတွေနဲ့အင်္ဂလိပ်စစ်သားတွေကဖမ်းမဲ့လို့တော့တလန်းချင်းရှောင်းရင်ကသူ့နောက်ကမြတ်တန်းကြီးကိုဖြတ်ခတဲ့လှည့်ကြီးရဲ့အခန်းတီဘောမင်းကိုတကယ်ဖမ်းတော့ကကျိုးတွေဘာတွေနဲ့မတုတ်ပေမဲ့ဇက်ဆိုတော့ဒီခန်းကိုအပူတိုက်တာကိုကျိုးနဲ့တုတ်တယ်စောင့်ဆွဲအောက်ကတီဝိုင်းကလည်းရွှေတိုင်းညွန့်ရဲ့ပါတော်မူတခြင်းတွေကမြမပြည်ဇလန်းရှုပ်သမျှမှာရွှေကကြက်ညက်ရေကစာကိုစီရာစာဌာနီမြန်နှံအယုတ်ဇက်မှာဧကရစ်နဲ့ဝေးတာကြာလေပြီစကြတိုက်ထဲကအောင်မလင်မတော့ရေညို၆ခဲ့လေပြီဆောင်းပလင်ကွယ်ပြီးတော့ရွှေဘူပျောက်ခဲ့လေသည်တို့ဘာတို့များခြေတံကလေးနဲ့ပို့ပေးရင်တချို့ဆိုမျက်ရည်ကိုကြတော့တာဒါကဇက်တဘာကိုဇက်ခွန်ကိုတဘာဝကြတာမကြတာဘေးပဲတာကို့အရက်နဲ့ကို့ဇက်ဟန်ကိုကြားလို့မနဲ့လင်းတော့တီဘောခင်ကြိုင်ကောင်းချက်ကရက်ဆက်တယ်ဖြစ်ရောအခုတော့တီဘောခင်ကြိုင်ဇက်မကရတာ15နှစ်လောက်ရှိရောမယ်ဇက်လက်ကောင်းခွဲသွားတာကြာပြီဇက်တော်များများလဲနားကုန်ကြပြီမြို့ကဇက်ကြီးတွေတော့မကနိုင်တဲ့ဇက်ကမကနိုင်တဲ့အခါတောဇက်ကလေးတွေကဘာပြောကောင်းမလဲစဉ်းစားတာကြည့်တော့ဒီတော့အချို့လဲဘောဟောင်းပြန်ရောက်ကုန်ရောတချို့လဲပြိုးနှုတ်ပဲနှုတ်စင်းငါလို့စိတ်ကြောင်တိုးကြောင်တချို့လဲထန်းတက်လေလိုက်ဖြစ်ကုန်ရောသူကတော့တောက်လျှောက်ရွာနီးချုပ်ဆက်မှာတီဘောခင်ကြိုင်လှုပ်လာတဲ့လူသူ့ရွာမှာလဲသူမနေဘူးတခြားရွာတွေရွာမှာကြောင်ကြီးရခိုင်နဲ့တင်းသုံးနေတဲ့ဘာရီဖုန်ကြီးကျောင်းမှာဝင်ခိုးတယ်ဘာရီဖုန်ကြီးကလည်းကောင်းပါတယ်ကျောင်းဝေရဝတ်စားကလေးလှုပ်ပေါ့ရွက်စီကလေးဘာလေးလှဲပေါ့ဒါပေမဲ့နေတာနေရတာသူမပြောဘူးအချိန်ကြီးပေးလို့ဒါကိုဖြစ်နိုင်ဇက်ပဲကကျင်နေတာမဟုတ်လားသူကအနုပညာသမားမဟုတ်လားတီဘောခဲ့ကြမဟုတ်လားမျက်စဂီတာဝါဒိတဆိုတဲ့နေရာနဲ့သူနဲ့မဆက်တာတချောင်းသူကိုယ်တိုင်ကလည်းတပြက်စီလဲရမယ်လူဝေယဝဆလုံနေရမယ်လူမနက်စောထားပြီးအာယုံဆွမ်းကရမယ်လူဖြစ်မနေရှင်တာကတချောင်းဆိုတော့သူမပြောဘူးတခုတော့ရှိတယ်သူဇက်ကထွက်လာတော့သူနဲ့အတူထင်းယူတက်တာလေးတစ်လုံးပါလာတယ်အဲ့ဒီထဲမှာဘာတလဲဆိုတော့အော်မက်ဒလင်လေးတစ်လုံးပါတယ်ထုံကလေးအတန်ထွက်တော်ကောင်းတယ်တိုင်နှလုံးကြိုးတန်းကလေးများလဲလိုက်လို့ကတော့စောင်းတန်လေးထွက်နေတတ်စောင်းတန်ကိုထွက်နေတတ်တာနောက်ခါရှိမင်းသားဝဲအင်ဂျင်နဲ့ထဲမင်းသားပစိုးတစ်ထဲနောက်ဘောကျဲမွဲလင်းကားလုံးပဲကြံတော့တဲ့ရှင်ဘရင်စောင်းတဲ့ရုံရဲ့တက်စတောင်ဖော်လုံးကိုလည်းစက်ကူရရင်ဆွတ်ကြည့်ရတာအမောနောက်တစ်ခုကတက်သားတန်လေးတစ်ချောင်းထားပါပြောချင်တာကမက်ဒလင်ကလေးဇက်ထဲတုန်းကတော့မောင်းစရာကိုခဲမောင်းစီကဘာရတော့မဟုတ်ဘူးကြောင်ချင်းတင်ထားမိလိုက်တဲ့တချင်း3-4ပုတ်ရထားတာရှိတယ်ပပတဟေမွန်တောင်ရဲ့ကကရရွှေစီရဲ့ဇေတုတပ်ပမင်္ဂလာရဲ့နောက်ကာလဘော်တပုတ်2ပုတ်ဆိုပါတော့တခြားတချင်းတွေကိုလည်းဟိုဆန်းတီးတီးနိုင်ပေမဲ့ဒီတချင်းတွေလောက်မပိုင်ဘူးဖုံးကြောင်မောကတီးလို့မဖြစ်တော့ခက်ခွေးဖျားပြက်ဇေပြက်နာသွားတီးရတယ်အဝါရောင်ပေါက်နေရဲ့လက်ဘီပြားကလေးကိုဘေဘက်လက်လှည့်ရင်ဒုံနန်းအတန်ညှိရင်တပရဟေဝင်တောင်ကိုစကင်တော့တာပဲပြီးတော့ဇေယတုကကရရွှေစီကတော့တိတ်တိကျမှတီးရဲ့သူကနည်းနည်းအတီးကတ်ချင်တယ်အစိုးကလေးနဲ့မှလည်းကောင်းတယ်လို့သူထင်တာလည်းပါတယ်ဒီမက်ဒလင်လေးရှိနေလို့တော်သေးတယ်လို့ခဏသူတွေးတယ်သူ့မှာမိမလည်းမရှိဘူးအပေါင်းအသင်းလည်းမရှိဘူးဘယ်ကာလာသာဖုန်းကြောင်းတက်လာလဲတည်းလည်းမရှိဘူးတခါကိစ္စရှိမှလာကြတာမဟုတ်လားလူကြီးတွေလာတဲ့စုံတော့သူနဲ့ကဓာတ်မကြဘူးဘာသာစကားချင်းမတူဘူးဆိုပါတော့သူ့အလောက်ကဝေယဝဆလုပ်ဖို့ရဲ့တခါဖော်လုံးကောင်းစွတ်ကြည့်ဖို့ရဲ့မက်ဒလင်ကိုတိုင်ကဖြုတ်ပြီးပပတဟေဝန်တောင်တီးဖို့ရဲ့ဒါကလွှဲရင်မရှိဘူးပြီးတော့ညီစစ်ဖြစ်လာတယ်ကြောင်တက်ဖြစ်လာတယ်လူလဲပိန်ကြလာတယ်ဒီတချင်းတွေလဲတီးရပါများလာတော့ဤလာတယ်ဒါပေမဲ့မတီးကြတော့မဟုတ်ဘူးသူ့မှာအမှုပညာသမားရဲ့လို့ဇက်ခုံမော်တက်ပြီးတီ
တီဘောလောက်ရတာမျိုးလည်းမရှိတော့ဘူးမဟုတ်လားဒီမက်ဒလင်လေးနဲ့စိတ်ဖြေရတော့တယ်ဒီတော့ကြီးဖြစ်တယ်ဆိုပါတော့နောက်တစ်ခုကသူ့ရက်တွေတော်တော်များများတောက်ဖြစ်လာတယ်နှစ်ကလေးနည်းနည်းရလာတော့တောရက်တွေအလွန်တောက်လို့နဲ့တူပါရဲ့အသားအရည်တွေနီအောင်ရောင်ပွားစီစီဖြစ်လာတယ်ချင်းစုံစုံချွတ်တက်ဖြစ်လာတယ်ကိုရီတဝက်လောက်ခြုံကျသွားတယ်စပင်းလေးဖြူလာတယ်ဘာရီဖုန်းကြီးကစူးတယ်မရဘူးကျိန်းတယ်မဖြစ်ဘူးချော့တယ်တရားပြတယ်မတိုးတော့ဘူးသူလုံနေကြခါတော်အင်ကြီးတန်လျက်တွေဖော်လုံးတွေထုတ်ကြည့်တဲ့အလုံးလဲမလုတ်ဖြစ်တာကြာပြီမိုးချိုရင်ဘုံဆိုင်ကိုပြေးတော့တာပဲပတ်စံကတော့ကြောင်းကိုလာတဲ့လူတွေစီကတောင်းလိုက်ဆရာတော်စီကတခြားကြောင်းပြပြီးတောင်းလိုက်ပေါ့တခုတိုးတက်လာတာတခုတော့ရှိတယ်အဲ့ဒီယောဂကာလာသားတွေသူ့ကိုတစ်ချိန်ကနာမည်ကြီးခဲ့တဲ့တီဘောခင်ချိုင်ဆိုတာသိလာကြတာပဲသူကလည်းဇက်ခုံဘော်ကတီဘောခင်ချိုင်ရဲ့ဘဝဟောင်းကိုမထက်အောင်ပြောတယ်သူ့ရဲ့အော်ဘာထိုးမဒန်လေးနဲ့ပပတာဟေမွန်တောင်ကိုဆွဲလန်းလာကြတယ်ဒီတော့အရက်ဝယ်လာကြတယ်ကျောင်းနဲ့ဝေးဝေးမှာတီးကြတယ်ကျောင်းရဲ့ဆွမ်းစားဆောင်ဘေးကသူ့အခန်းလေးမှာစုကြတယ်စကားတွေပြောကြတယ်ဆိုတာနဲ့နားထောင်ကြတာပါသူတက်တာတွေကဖော်လုံးကိုထုတ်ပြတယ်တန်လက်တွေပစိုးတွေကိုပြတယ်ကာလာသားတွေကလည်းငေးလို့တညတော့ကာလာသားတယောက်သူ့အခန်းကျင်းလေးထဲရောက်လာတယ်နှစ်ယောက်စလုံးနဲ့တော်တော်မူးနေကြပြီကာလာသားကတိုင်မှာချိတ်ထားတဲ့မက်ဒလင်လေးကိုတွေ့သွားတယ်ကိုခင်ဒီဘောခင်ချိုင်ကတော့တကယ်အမှုပညာအစစ်ပဲဗျာတို့ရောက်မှမက်ဒလင်မရှိဘူးတိရတဲ့လည်းမရှိဘူးခမဇက်ကတော့ကတို့ကငငယ်ရေအဖေပြောတာကတော့ခမတော်တော်ကောင်းဆိုပဲဒီလိုပေါ့ကွာအမှုပညာသမားဆိုတာကြာရပေါ့လောက်ရတာပေါ့တက်တာများဆွဲမလို့ကြာတဲ့အယုတ်ကောက်ကင်နိုင်ရတယ်ဆိုတယ်လို့ပေါ့ဒါနဲ့များဗျာဒီပညာတွေတက်ရဲ့နဲ့ဖုန်းကြောင်းမှာရင်ကြီးတက်ခံနေရသလားအဲ့ဒီကာလာသားပြန်သွားတော့သူငိုင်းပြီးကြံနေတယ်အကြာကြီးလဲစဉ်းစားတယ်ဟုတ်သားပဲတချိန်ကဒီနေမှာတီဘောခင်ချင်ဆိုရင်ကရောင်းလိုက်တာနဲ့လူတွေညှို့နေရတာရောင်ဝန်တာနဲ့ပါတော်မူတင်ရတော့တာရင်ကြီးတက်ခံတော့မလားတဲ့ဒီပညာတွေတက်နိုင်ရဲ့တက်ရဲ့သားနဲ့ဆွမ်းစားကြောင်ဘေးကမီကိုလုံးရိုက်နေတဲ့အခန်းကလေးတဲ့တစ်တဟောင်းတစ်လုံးနဲ့ဘဝဆုံးရတော့မလားကြီးစမ်းဒီစကားမျိုးဘယ်သူမှမပြောဘူးမကြားရတာပဲအနည်း20ကျော်ပြီထဲမုံကြားကဝတ်ထားတဲ့တော်ပလင်းလေးကိုထုတ်တယ်ထတ်တော့တယ်ပလင်းတဝက်ကျိုးတော့မဲဒလင်ကိုထဖြုတ်တယ်ကျိုးတွေကိုစစ်တယ်ကြာနေတဲ့ကျိုးကိုပြန်ညှိတယ်မဲဒလင်ကိုရင်ဘတ်ပေါ်တင်ပြီးခဏမှိတ်နေတယ်မျိုးလုံးတွေကတစ်တာကလေးကိုတွေ့သွားတယ်မောက်ခနဲ့ထတိုင်းနေစုံပြတ်လိုက်တယ်ရင်ကြီးတက်နေတဲ့ဘဝကိုထိုင်ချွတ်စေးကြောရမယ်အတိုင်းစားမဲ့သူ့အမှုပညာတွေကိုအယောင်ပြန်တင်ရမယ်ခရင်းညပါပဲလောက်ရမယ်မနေ့ပြန်အခုမခံဘူးခရင်းညပဲပြောရတာသူတယောက်တည်းပါတော်မူကနေလို့မရဘူးသူတယောက်တည်းပပတာဟေဝန်တောင်လုံနေလို့မရဘူးခံစားသူရှိရမယ်နားသူလည်းရှိရမယ်အကဲဖြတ်သူရှိရမယ်ဝေဖန်စစ်ပိုင်းသူရှိရမယ်ဒါဆိုရင်ပြိတ္တရှိရမယ်ဘယ်မလဲပြိတ္တသူတတကလေးကိုတဆက်တုံနေတဲ့လက်တွေနဲ့ဖွင့်နေသူရောက်သွားတော့နိုင်ပြန်တစ်ချက်လောက်ရှိပြီတော်ကြီးလက်ကညဆိုတာကလာရှိရင်ရှိမရှိရင်လေကိုယ့်လက်ကိုယ်ချေတောင်မြင်ရတာမဟုတ်ဘူးဆိုတာကတော့ထားပါတော့ဆိုတာကအဲ့ဒီညကလီတွေတိုက်တယ်လေတံကလွဲလို့ဘာသာမှမကြားဘူးသူမကြောက်ဘူးသူရည်ရွယ်ခဲ့တဲ့နေရာပဲလမ်းမြောင်ကလေးကိုတော်တော်ဝင်ပြီးတော့ညောင်မုတ်စိတ်ပင်အောက်ကိုရောက်တယ်ခဏနဲ့ဇေယျပြက်ဆောင်းကြီးကသူ့ကိုငေးကြည့်နေတယ်လို့ထင်တယ်ဝေါ်ကနေထပြန်တဲ့ငှက်တချို့ကလွဲရင်လေတိုးတန်တွေပဲရှိတယ်ဘိုးတော်မြင်ရတဲ့မြေမို့တွေကိုသူစမ်းပြီးကြော်ဖြတ်လိုက်တယ်တချို့မှတ်တိုင်းတွေကိုအားပြုရတယ်သူနာထဲကလည်းလေတွေတားတိုးထွက်နေတယ်တော်တော်ဝင်ပြီးတော့မှအုတ်ကူတစ်လုံးကိုသူတွေ့တယ်ဒီတဲ့ချမ်းကိုသူတစ်ခါမှမရောက်ဘူးသူ့ရာကသူ့တဲ့ချမ်းကျဲမဟုတ်ဘူးအုတ်ကူပေါ်တက်လိုက်တယ်ဖော်လုံးကိုဆွတ်တယ်တန်လက်ကိုကင်တယ်လက်တစ်ဖက်ကမက်ဒလင်လေးကိုခတ်တင်းကင်ထားတယ်ပြီးမှမြေကမှုမြေပုံတွေဘက်ကိုလှည့်တယ်ဒီညကျုပ်ဒီကိုလာရတာနဲ့ပတ်သက်လို့စကားနည်းနည်းပြောမယ်ကျုပ်ခမရတို့ကိုတနာတယ်ခမရတို့ဟာအထီးကျန်ဖြစ်နေတယ်ဆိုတာကျုပ်သိတယ်ခမရတို့အထက်ကကျုပ်ကိုတီဘောခင်ချိုင်ဆိုတာ
တချို့မှတ်မိလိမ့်မယ်သူခဏနားပြီးနားထောင်ကြည့်တယ်လေတံကလွဲလို့ဇဲပြက်စီကတွပြရိုက်တံတစ်ဖက်ဖက်ကလွဲလို့ဘာသာမှမကြားရဘူးငြိမ်လို့သူကျင်ညက်သွားတယ်သူ့စကားကိုအလေးနက်ထားရတယ်လို့သူထင်တယ်ဒီတော့ဒီညကျုပ်တယောက်ထဲပဲခမရတို့ကိုဖြောပေးမယ်ကျုပ်ရဲ့အမှုပညာနဲ့ဖြောပေးမယ်ကျုပ်ရဲ့ဂျေးရညော်တွေနဲ့အမှုပညာကိုဒီညဖွတ်တိုက်စေကြောရမယ်ကာလနဲ့ခမရတို့တိုက်ဆိုင်လိုက်တာဟာခမရတို့အဖို့တိတ်ကန်ကောင်းတယ်ခမရတို့တိတ်ကန်ကောင်းတယ်ဆိုတဲ့စကားဟာတညိုင်ထဲမှာကြေလောင်သွားတယ်ကဲဘေဘီတစ်ဖက်မှာရွှေပြီးမတန်ကလေးကရွှေစီတန်ဆိုတာကလည်းပျောက်ခဲ့ကြပြီအဲ့ဒါကြောင့်နောက်တော့ကကျငန်းမျောရှူပြီးနောက်တော့အချုပ်ကြံတဲ့သူကဟဲ့စမုတ်တန်ဒီမနေ့လည်းတော့တင်ချိုင်းဆက်ရာထဲမှာနေတဲ့ကိုမွေးဆိုတဲ့လူတီဘောခင်ချိုင်ကိုစတွေ့တယ်တကြီးကတော့အုတ်ကူဟောင်းဘေးမှာနန်းဝတ်နန်းစာကြီးနဲ့လဲလို့လက်တစ်ဖက်မှာဩဘာထွန်းကလေးတန်လက်ကတော့ခဝေးမြေပုံပေါ်မှာတင်လို့တဲ့ထုံးစံတိုင်းပေါ့လူတွေဆိုတာကတော့ပြောကြဆိုကြတာပေါ့တချို့ကအမတ်ဆိုတာတဲ့ကုတ်ချိုးတာတဲ့တချို့ကအေးပတ်တာနေမှာပါတဲ့သူ့ဘာတွေဖုန်ကြီးအမိတ်ရှိတာကဒီဘောခင်ချိုင်ဆိုတဲ့ကောင်ဘွန်လီဟက်သွားတာတဲ့